ကြခင်မှာပဲတဲဆောင်တို့အလောင်းတွေ့ထားတဲ့နေရာစီကိုရဲတွေရောက်လာပါတယ်တေဆုံးသူကရက်ွက်ထဲကမူဂျိုဆရာမလေးဖြစ်ပြီးတဲဆောင်တို့ကုံတိုက်မှာဈေးဝယ်နေကြသူတယောက်ပါတဲဆောင်ကတေဆုံးသူရောအလောင်းဆက်တွေးလို့ကြောက်ပြီးဆေးရုံတင်လိုက်ရတဲ့အဖိုးကြီးရောနှစ်ယောက်လုံးရဲ့အလုတ်ကင်ဖုန်းနံပါတ်တွေကိုပြောပြပေးလိုက်တော့တာဝန်ကျဆောင်ထောက်ချွဲကတဲဆောင်ကိုတန်တရားဝင်သွားပါတယ်ဘေးကရဲအဖိုးကြီးကတဲဆောင်ကငငယ်ကလေးကမှတ်ညံကောင်းတာကြောင့်ကုံတိုက်ရဲ့ပုံမှန်ဈေးဝယ်တွေကိုမှတ်မိတယ်လို့ဝင်ပြောပေးပါတယ်ဒီရဲသားကြီးကတော့တဲဆောင်ငငယ်တုန်းကငွေတူလူလိန်ကိုလိုက်ဖမ်းပေးခဲ့တဲ့ရဲဖြစ်ပြီးအခုချိန်မှာတော့အဖိုးကြီးဖြစ်နေပါပြီမနက်ခင်းမှာကုံတိုက်ဝန်ထမ်းတော်ဆက်စုကတခြားဝန်ထမ်းတွေကိုလူတက်မှုအကြောင်းပြောပြနေပါတယ်တိုက်ကွန်ဒိုအင်ဂျီဝတ်ထားတဲ့ကလေးမလေးကဈေးလာဝယ်လို့တဲဆောင်ကပန်းရောင်ဖက်နှက်တစ်ဖက်ကိုဘဲကကောက်ရတာလဲလို့မေးလိုက်ပါတယ်ကလေးမလေးနာမည်ကယူရီဖြစ်ပါတယ်ယူရီကရက်ွက်ဖះเจ้าနဲ့ကကောက်ရတာလို့ပြောပြတော့တဲဆောင်လဲဖះเจ้าကိုတွားကြည့်ပါတယ်ဖះเจ้าထဲမှာဆေးလုံးအဖြူလေးတွေကျနေတာတွေ့ရပြီးတဲဆောင်တွေ့ခဲ့တဲ့အလောင်းပေးမှာလဲဒီလိုဆေးလုံးလေးတွေရှိနေတာကိုမှတ်မိသွားတာမို့ဆေးလုံးလေးတွေကိုလိုက်ကြည့်ရင်ခုံတန်းပေါ်မှာအသားကက်စတော်ကင်တစ်ခုတွေ့လိုက်ရပါတယ်အဲ့ချိန်ရဲအဖိုးကြီးရောက်လာတာမို့တဲဆောင်လဲစတော်ကင်ကိုအိတ်ထဲထည့်ထားလိုက်မိပါတယ်တဲဆောင်ကုံတိုက်ပြန်ရောက်တော့ရက်ွက်ထဲကအမျိုးသမီးဥက္ကဋ္ဌအတော်ကြီးကသူ့ဝဲနေကြအသားရောင်စတော်ကင်မရှိလို့ပြဿနာရှာနေပါတယ်တခြားမျိုးစားပေးပေမဲ့လည်းပြဲလွယ်လို့မဝင့်နိုင်ဘူးဆိုပြီးသူဝင့်နေကြစတော်ကင်ကဘလောက်ဖြက်မပြဲဘူးလို့လည်းပြောပြနေပါတယ်ဒါကိုကြားတော့တဲဆောင်လဲကုံတိုက်မှာရှိတဲ့စတော်ကင်မျိုးစားအားလုံးကိုယူသွားပြီးဘယ်တစ်စိတ်ကမပြဲနိုင်ဘူးလဲဆိုတာစမ်းကြည့်ပါတော့တယ်အကြောင်းကတော့သူကတေဆုံးသူရဲ့လေဘင်းမှာအညိုမဲရာတွေတွေ့လိုက်တာကြောင့်စတော်ကင်နဲ့လေဘင်းညစ်တက်တာဖြစ်မယ်လို့တွေးမိသွားလို့ပါတဲဆောင်လဲသူရီစားလေးရဲမေအာဟီစီမှာသူကောက်ရခဲ့တဲ့စတော်ကင်ကလူတက်လက်နဲ့ဖြစ်နိုင်တယ်ဆိုပြီးပေးလိုက်ပါတယ်ဖះเจ้าထဲမှာကောက်ရခဲ့တဲ့ဆေးလုံးလေးတွေကိုလည်းအလောင်းသားမှာတွေ့ရတာတွေနဲ့တူမတူစစ်ကြည့်ဖို့ပေးလိုက်ပါတယ်တဲဆောင်တို့ကုံတိုက်မှာတစ်ပတ်တစ်ခါဝန်ထမ်းတွေကို90%ရှော့ဈေးနဲ့ဈေးရောင်းပေးပါတယ်တဲဆောင်တငယ်ချင်းအသားကောင်တာကကောင်လေးကဟင်းဒီဟင်းရွက်ကောင်တာကအလှမယ်ဟောင်းမမကြီးကိုကြိတ်ကြွေနေသူပါဝန်ထမ်းတွေရဲ့ဈေးဝယ်ပစ္စည်းတွေကိုငွေရှင်းတဲ့အခါငါးကောင်တာကဝန်ထမ်းအစ်စ်ကစတော်ကင်အသားရောင်တွေဝယ်ထားတာကိုတဲဆောင်တတိထားမိသွားပါတယ်ယောက်ျားလေးကဘာလို့စတော်ကင်တွေဝယ်တာလဲလို့မေးပေမဲ့ငါးကောင်တာကောင်လေးကပြန်မဖြေလို့တဲဆောင်ရဲ့တန်တရားတွေဝင်သွားပါတယ်နောက်နေ့မှာတော့တဲဆောင်တို့ကုံတိုက်ကိုမိန်းကလေးတယောက်ဒေါသတကြီးနဲ့ရောက်လာပါတယ်သူမကတော့လွန်ခဲ့တဲ့2ရက်ကတဲဆောင်ကိုသူမမမာတဲ့ပစ္စည်းတွေတကားရှိမှလာမထားဖို့ကွန်ပလိန်တက်ခဲ့တဲ့မိန်းကလေးပဲဖြစ်ပြီးအခုလည်းသူ့အိမ်ရှိမှလာချိတ်ထားတဲ့တဲဆောင်တို့ကုံတိုက်ကပစ္စည်းတွေကိုယူလာပြီးတောင်းကျမ်းနေတာဖြစ်ပါတယ်သူမနာမည်ကကြောင်ဟီဖြစ်ပါတယ်ဝန်ထမ်းတွေကသူတို့ကုံတိုက်က13000ဘိုးမပြည့်ရင်ဒလီမပို့ပေးတာမို့တခြားတယောက်ကဝယ်ပြီးကြောင်ဟီရဲ့အိမ်ရှိမှသွားချိတ်ထားတာဖြစ်မယ်လို့ရှင်းပြပေးမယ်လေကြောင်ဟီကဒေါသတကြီးငိုနေပါတယ်ဒီအချိန်မှာကလေးလေးယူရီနဲ့သူ့ဖေကဈေးလာဝယ်တာမို့တဲဆောင်မေလည်းငိုနေတဲ့ကြောင်ဟီကိုအတင်းပြန်ခိုင်းလိုက်ပါတယ်ကြောင်ဟီကလည်းသူမယူလာတဲ့အထုပ်တွေအားလုံးကိုအမိုက်ပုံးနဲ့ပစ်ပြီးပြန်သွားပါတယ်ယူရီလေးရဲ့အဖေကရက်ွက်ထဲကအင်ချန်မြေပွဲစားဖြစ်ပြီးယူရီလေးရဲ့အမေကတော့ဆေးရုံတက်နေရတာကြောင့်တဲဆောင်မေကယူရီလေးလာတိုင်းမုတ်ပါတဲ့အယုတ်တနက်လေးလက်ဆောင်ပေးပါတယ်တဲဆောင်လဲကြောင်ဟီရဲ့အိမ်ရှိမှာရောက်နေတဲ့ဆိုတဲ့ပစ္စည်းတွေကသူတို့ကုံတိုက်ကအိမ်နဲ့ဖြစ်တာကြောင့်ပစ္စည်းဝယ်တဲ့စည်ရင်းကိုစစ်ကြည့်ရင်ကြောင်ဟီရဲ့အိမ်ရှိမှာပစ္စည်းတွေတွားထားနေတဲ့လူကိုသိနိုင်တယ်ဆိုပြီးပစ္စည်းစည်ရင်းတွေစစ်ကြည့်ပါတယ်နောက်နေ့မှာတော့တဲဆောင်ရဲ့ရီစာအာဟီကတဲဆောင်ပေးခဲ့တဲ့ဆေးလုံးတွေကဆေးမဟုတ်ပဲကလေးတွေစားတဲ့တကြားလုံးဖြစ်တယ်ဆိုတာကိုပြောပြပါတယ်တဲဆောင်မေကကုံတိုက်ကပစ္စည်းတွေကိုဒလီလိုက်ပို့နေရင်အရင်နေ့ညကသူမောင်းထုတ်လိုက်တဲ့ကြောင်ဟီကိုတတိယပြီးမောင်းထုတ်မိတာကိုစိတ်မကောင်းဖြစ်သွားပါတယ်အဲ့ဒါကြောင့်တဲဆောင်မေလည်းကြောင်ဟီရဲ့တိုက်ခန်းရှိမှသွားပြီးအော်ခေါ်ပေမဲ့တကားဖွင့်ပေးတဲ့လူမရှိတာကြောင့်ပြန်တော့မဲ့အချိန်ယူရီလေးရဲ့အဖေအင်ချန်မြေပွဲစားရောက်လာပါတယ်သူကတော့ကြောင်ဟီရဲ့အိမ်ကရေယိုနေတာကိုပြင်ဖို့ကြောင်ဟီကိုဖုန်းဆက်နေပေမဲ့မရတာကြောင့်အိမ်ထဲဝင်ကြည့်ဖို့တော့ယူလာတာပါတယောက်တည်းဝင်ရင်မတင်တော့တာကြောင့်တဲဆောင်မေကိုပါလိုက်ဝင်ဖို့ခေါ်ပါတယ်တဲဆောင်အမေလည်းလိုက်ဝင်သွားပြီးနောက်တစ်စက္ကန့်မှာပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကြောက်လန့်တကြားနောက်ပြန်လဲသွားရပါတယ်ကြောင်ဟီဟာတွေးအိမ်ကြားမှာတေးဆုံးနေပြီးတော့အလောင်းပေးမှာတော့မက်မွန်တီးဘူးနဲ့စီတူဘူးဖောက်တဲ့တခုရှိနေပါတယ်